္ဂလာပါရှင်။တဘာဝ Lost Speaker Pilot Version ရဲ့အပိုင်း2ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။မပြီးပြတ်သေးတဲ့စကားသံတွေကိုနားထောင်ဖို့ဖိတ်ခေါ်လိုက်ပါရယ်နော်။ဆိုတော့အမတို့ခိုင်တော့စီပြန်သွားခြင်းနဲ့ဆိုတော့ခိုင်တော့က carrier လမ်းကြောင်းတစ်ခုပေါ့ရောက်နေပြီလို့အမစိတ်ထဲမှာထင်တယ်။ carrier တွေဒီရား program ပြီးသွားတဲ့ပေါ့နော်သူ volunteer လုပ်နေတဲ့ဟာတွေလည်းရှိရဲ role တစ်ခုယူပြီးလုပ်နေတာတွေလည်းရှိရဲသူအတွေ့အကြုံတွေလည်းတော်တော်လေးရနေပြီလို့ယုံကြည်တယ်ပေါ့ရားရဲ့အဓိကကလည်းလူငယ်တွေ entry level position နဲ့စလုပ်နိုင်ရမယ်သူများတွေနဲ့အတူတူပေါ့နော်ကို့မှာဒီ certification မရှိပေမဲ့အတွေ့အကြုံရှိရဆိုတဲ့ဟာကိုပြစေချင်တဲ့ပုံစံမျိုးနဲ့စခဲ့တဲ့ဒီ concept တွေကတစ်ခုပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုခိုင်တော့မေးချင်တယ်ပေါ့နော်အဲ့ကဟာမှန်နေလားမမှန်နေဘူးလားပေါ့နော်မမှန်ဘူးမဝေးအဲ့လက်မှတ်ကြီးဘာသုံးစားလို့မရဘူးဆိုလို့ရှင်လဲပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အဓိကကတော့အဲ့ဒါကကိုယ့်အတွက်ကိုတိုက်ဆိုင်လားပေါ့ဆိုတော့တိုက်ဆိုင်မှုတွေရှိရင်တော့လေခဏလောက်လေးဝင်လွှမ်းပေးပါလို့ရန်ကိုမ join ခင်တော့ပေါ့နော်ကျွန်တော်မှာ entrepreneurship ဆိုတဲ့ program ပေါ့နော် innovation နဲ့ဆိုင်တဲ့ youth program တစ်ခုတက်နေခဲ့ပေါ့နော် entrepreneurship မတက်ခင်တော့premium plus နဲ့တွေ့ခဲ့တဲ့ပိုလာဒါမှမဟုတ်ကိုယ်တိုင်ကို climate anxiety ရှိခဲ့ရလားပေါ့နော်ဒါမှမဟုတ်လည်းနှစ်ခုလုံးပေါင်းလို့လားတော့မသိဘူးဒီ innovation ဆိုတဲ့ concept တက်ကြီးကိုမကြိုက်ဘူးပေါ့နော်အဲဒါကြောင့်လဲခုနပြောလို့ circular economy ဆိုတဲ့စီးပွားရေးနဲ့ဆိုင်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘိုင်းကိုတွေ့ရရောပြီးတော့ဒီထက်ပိုပြီးတော့လေ့လာချင်တာကြောင့်ရအောင် join ခဲ့တာမျိုးပေါ့ပြောရရင်လုပ်ငန်းကြီးပဲလုပ်ချင်တာမဟုတ်ဘူးပေါ့နော်ဒီတဘာဝပတ်ဝန်းကျင်ဒါမှမဟုတ်လည်း responsible ဖြစ်တယ်ဆိုတဲ့အထိ sustainability ဘိုင်းကိုတွားချင်တာပေါ့နော်ဒါကတော့ရာအတွင်းမှာတည်ခဲ့တဲ့ကိုယ့်ကိုလေ့လာဆန်းစစ်ပြီးရခဲ့တဲ့ကိုယ်ပိုင် realization တစ်ခုပေါ့ပိုလန်ဒီယာတွေလုပ်တယ်ပိုလန်ဒီယာဆိုဒီNGO တစ်ခုမှလည်း intern လုပ်ခဲ့ရပေါ့နော်အဲ့ကနေလည်းသိခဲ့ရတာတခြားတော့credit ဘိုင်းတွေတို့ဒီeconomy နဲ့ဆက်ဆက်တဲ့ finance ဘိုင်းတွေသိခဲ့ရတယ်အဲ့ပြီးတော့ကျွန်တော်တကယ်စိတ်ဝင်စားတဲ့ဒီ agriculture ဘိုင်းပေါ့ agriculture ဘိုင်းမှာဒီ proximity design ဆိုတဲ့ဟာမှာပေါ့နော်ခုနအဖြေပြောရမယ်ပေါ့နော်proximity design မှာအလုံးခေါ်ရပေါ့နော်သူတို့က enumerator ဆိုပြီးတော့ခေါ်ရပေါ့နော်အမှန်ပြောရရင်enumerator ဆိုတာတောင်သူတို့ခေါ်ကြမှာ dictionary ရရှာကြည့်ပြီးသိရပါဗျာစိတ်တော်ဝင်စားတယ် agriculture ဘိုင်းအောင်စိတ်ဝင်စားတယ် organic ဘိုင်းအောင်စိတ်ဝင်စားတယ်ပြီးတော့ဒီကလည်း climate adaptation နဲ့ပါတယ်ပေါ့အဲ့ဒါနဲ့ရှောက်ကြည့်မယ်ဘယ်မှာလုပ်ငန်းအတွေ့အကြုံလည်းမရှိတော့ research နဲ့ပတ်သက်ပြီးတော့လုံးဝမသိခဲ့ဘူးအဲ့တော့မသိခဲ့ပြင်မဲ့အဲ့မှာရှောက်လိုက်တယ်ပေါ့နော်ဒီရ graduation တွေရော entrepreneurship ဘိုင်းအောင်ပါတယ်ပေါ့နော်ပါပြီးတော့ interview တွေပါဖြေပြီးကကြတော့ရတော့တဲ့အထိဘာလို့ရလဲဆိုမသိသေးဘူးပေါ့နော်ကိုတော့ဟိုဖြစ်တာပေါ့ရသွားပဲဆိုပြီးတော့ proud ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘယ်အချိန်မှာဒီရာကခုနပြောတဲ့ concept ပေါ့မှန်ဆိုတာကိုသိသွားလဲဆိုတော့အလုံး6လပေါ့နော်6လ contract ပြီးတော့ဒီအလုံးမဟုတ်ဘဲနဲ့တခြားအလုပ်ကိုပြောင်းဖို့လုပ်တဲ့အခါမှာ farewell လုပ်တဲ့အခါမှာပေါ့အဲ့က team leader ပေါ့နော် leader ကျွန်တော်ကိုလုပ်တဲ့ supervisor ပြောတယ်ဒီကလေးမကိုတဲ့စတွေ့တော့တဲ့ငါတို့လားနောက်နေရထင်တာတဲ့ဘယ်လိုပြောမလဲ interview တွေပါကြည့်ပြီးတော့ပေါ့နော်လားနောက်နေရထင်တာတဲ့ပြီးကကြမှာပေါ့ဒီလို certificate ဆိုတဲ့ပေါ့နော်ဘွဲအတွေ့အကြုံမရှိပေမဲ့လည်းအခုလိုမျိုး program လေး join ထားလေးရှိရဲလုပ်နေတဲ့အတွင်းမှာလည်းပေါ့နော်တကယ်လဲ sustainability ဘိုင်းတွေ environment ဘိုင်းတွေစိတ်ဝင်စားရလဲတွေ့ရပေါ့နော်ကျွန်တော်ရဲ့စူးစမ်းတဲ့ဆိုတဲ့ဟာထက်ပေါ့နော်ကျွန်တော်ဒီ field ထဲမှာစိတ်ဝင်စားတယ်ဆိုတဲ့ qualification ကိုရာရဲ့ certificate နဲ့ပြနိုင်ခဲ့ရလို့ထင်တယ်ပေါ့နော် interview stem မှာအဲ့မှာတင်ငါဒီလိုတွေလုပ်ခဲ့တာမှန်တယ်ပေါ့နော်မှန်တယ်ဆိုတော့ဒီလို program လေးတွေရှိပြီးငါဒီလို join ခဲ့တာမှန်တယ်ဆိုတဲ့ဟာလေးနောက်ပိုင်းမှာ realization တွေရလာတယ်ပေါ့နော်ဟုတ်ကဲ့ပါအရန်ကြည်နူးရပါတယ်ပေါ့နော်ဆိုတော့ဝမ်းသာရဲ့အဲ့လိုဟာလေးကြားရတဲ့အတွက်ပေါ့နော်ဆိုတော့အမားတို့တွေဒီ certificate တစ်ခုဆိုတာထက်အမားကပို့ချင်တာပေါ့ဘာလို့ဆိုတော့ခိုင်းတော်ဆိုလဲ program တွေအများကြီးတက်ဖို့တယ်အမားတို့ဆိုလဲ program တွေအများကြီးတက်ဖို့တယ် program တွေအများကြီးတက်လာတဲ့ဒီ certificate attachment တွေကိုလည်းကြည့်ဘူးတယ်ပေါ့နော်ဒီ certificate တစ်ခုလေးကတော့ဒါအကျိုးရပါစေပေါ့အမအမြဲတမ်းကိုအဲ့လိုဒီ certificate တစ်ခုပေးတော့မယ်ဆိုလဲ inspire ရတော့အမဒီတက္ကသိုလ်တက်ခဲ့တော့က experience တွေအားလုံးကိုပေးခြင်းနဲ့ဒီ certificate design ဆိုလို့ရှိရင်လည်း cover တွေပါထည့်ထားတာအစပေါ့နော်အမဒီဘွဲရတော့ရတဲ့ပုံစံမျိုးလေးတွေကိုအကုန် inspire ထားတာဆိုတော့ဒါprogram certificate ပဲရာဆိုတာ organization အကြီးလည်းမဟုတ်ဘူးeducational institute တစ်ခုလည်းမဟုတ်ဘူးပေါ့ဒါမဲ့လည်းသူ့ရဲ့ standard လေးနဲ့သူရှိအောင်တော့အတက်နိုင်ဆုံးတော့ကိုနိုင်တဲ့ capacity ကနေစူးစမ်းနေရပေါ့နော်ဒီလို feedback လေးရတယ်လည်းပို့ပြီးတော့စူးစမ်းပို့ပြီးလောဘတက်ချင်စိတ်တော့ပေါက်မိရဆိုတဲ့ပုံစံမျိုးမှာရှိရပေါ့နော်ဆိုတော့အမဒီ moving on Isabel ကိုထပ်ပြီးတော့မေးချင်တာလေးရှိတယ်ခိုင်တော့ခုနပြောသွားတဲ့အဖြေနဲ့တော့ဆင်ញင်မဆင်မဲ့ပေါ့နော်ဒါပေမဲ့မေးခွန်းကတော့
တူမှာပေါ့ရားကပေါ့နော်ပြီးသွားတဲ့အချိန်မှာပေါ့ကို့အနေနဲ့ဘာလေးတွေကို့မှာကြံခဲ့လဲပေါ့ဒါဟို introduction မှာလည်းနည်းနည်းတော့ပြောသွားတာလေးရှိရဲဒါမဲ့ထပ်ပြီးတော့ဟိုဖြည့်ပြီးတင်းပြီးပြောချင်တာလေးရှိလဲပြောပြလို့ရပါတယ် ဆိုတော့ရပြီးသွားတော့တိတိတသားပြောင်းလဲသွားတော့ communication skill ပေါ့နော်အရင်တော့ကလုံးဝ introvert ဆိုတာအဲ့လိုဘယ်သူနဲ့မှစကားပြောတာမကြိုက်ဘူးကိုနဲ့စပြီးတော့သူတို့များနဲ့တော့ပြီး introduce လုပ်ကြရလည်းမကြိုက်ဘူး networking လုပ်ကြရလည်းမကြိုက်ဘူးဘာမှမကြိုက်ဘူးကိုယ့်အကိုပဲနေတတ်တဲ့ပေါ့နော်ဒါပေမဲ့ရက်တက်ပြီးတဲ့နောက်ပိုင်းမှာ extrovert ဖြစ်တာအရန်ဖြစ်သွားလို့လားမသိဘူးတွေ့ရတဲ့သူတိုင်းနဲ့အဆင်ပြေပြီးတော့လုံးဝအဲ့လို networking တွေလုပ်ရတာလည်းကြိုက်လာတယ်ပြီးတော့အဲ့လိုလူတွေနဲ့စကားပြောရတာလည်းကြိုက်လာတယ် public speaking တွေလုပ်ရတာလည်းကြိုက်လာတယ်ပေါ့နောက်ပြီးတော့ရမှာအဲ့လိုမှတ်မှတ်ရရဟို moment တစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ဟိုမတ်ဒေတာတို့တော့မှတ်မိမယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာလုပ်ခဲ့လဲဆို debate လုပ်ခဲ့တာဟိုက what market နဲ့ supermarket မှာဘယ်ဟာပို sustainable ဖြစ်လဲဆိုပြီးတော့ဟို debate လုပ်ရတာအလုံးဝအကျိတ်နေတယ်ပေါ့နော်အဲ့ဒီမှာတခါမှဟို is ကအလုံး high school ရောဒီ middle school ရောမှာ ਨੇ debate လုပ်လို့ရှိတယ်အဲ့ဒီမှာ ਨੇ ဘယ်တော့မှလေကိုအဲ့လို rebut ပြန်လုပ်ရင်အဲ့လောက်မကောင်းလို့ထင်တယ်ပေါ့နော်ဆိုတော့ကိုကပဲသူများရဲ့ argument တွေကို rebut လုပ်လာဒါပေမဲ့ရက်မှာ moderator ရဲ့ rebut တွေကလုံးဝအရှိုက်ထိသွားတယ်လို့ပြောမှာပေါ့လုံးဝအရန်ဟိုအဲ့မှာ humble ဖြစ်ပြီးတော့ဒီဟိုရခဲ့သူတွေကအရန်လို့ smart ဖြစ်တယ်သူတို့နဲ့ debate လုပ်ရလဲအရန်ပြုံကောင်းတယ်အဲ့မှာတိလိုက်ရတာတကယ်ဟိုဘက်ကောဒီဘက်ကောအကျိတ်နေပြိုင်တဲ့အခါမှာ debate ကအရန် stimulating ဖြစ်တယ်အရန် engaging ဖြစ်တယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာလည်းဒီ debate နဲ့ပတ်သက်ပြီးတော့ပဲလုပ်တယ်ပေါ့ဒါပေမဲ့နောက်တစ်ခုကရမှာပါတိလိုက်လဲဆိုတော့ဒီတကိုယ်တကာရ behavioral change ကအရေးကြီးတယ်လို့ဒီထိပ်ပိုင်းမှာ abstract အနေနဲ့ policy change ကလည်းအရေးကြီးရပေါ့နော်အဲ့တော့အဲ့ policy change ဘက်ကိုသွားနိုင်မှုအတွက်ဆိုလို့ရှိရင်ဒီ diplomacy နဲ့ပတ်သက်တဲ့ဟာလည်းသိထားဖို့လိုရဆိုတော့အဲ့ဒီမှာပဲနောက်ဘာထက်လုပ်ဖြစ်လဲဆိုတော့ဒီ Model United Nations တွေလုပ်တယ်ပေါ့နော်အဲ့ဒါကတော့အဓိကဒီ Harvard Model Congress ကနေပြီးတော့အဓိကလုပ်တဲ့အဲ့ဒီ United Nations ပုံစံမျိုးဒီ high school students တွေကိုလုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီမှာဘယ်လိုမျိုးလုပ်လဲဆိုတော့အကုန်လုံးက SDG ကိုအရေးကြိုတောက်ထားတဲ့သူတွေကြီးပဲကွာအဲ့အကုန်လုံးကဘယ်ဟာဘယ်လို18ခုလုံးဘာပဲပြောဘာပဲမေရနေတဲ့သူတွေဒါပေမဲ့သူတို့နဲ့ရှင်ပြီးတော့ debate လုပ်တဲ့အခါမှာကိုကသူတို့နဲ့ competitive edge ပိုရှိရလို့ထင်တယ်ဘာလို့လဲဆိုတော့ရက်မှာတော့က SDG 18ချက်လုံးအလွတ်ချက်ဖို့တင်ခဲ့တာထက် in depth သွားခဲ့ပြီးတော့ trainer တွေအကုန်လုံးကမြန်မာပြည်အနှံ့နောက်ပြီးတော့ countries တွေအများကြီးကိုသွားထားတဲ့ experience တွေနဲ့တကယ်ရှင်ပြီးတော့ပြောတဲ့အခါမှာအချို့တော့အကြောင်းအရာလေးတွေက theory နဲ့ theory ထက်ပို့ပြီးတော့နက်နဲတဲ့အကြောင်းအရာလေးရှိရပေါ့နော်အချို့တော့အကြောင်းအရာလေးဆိုရင်ဒီစာအုပ်တွေထဲမှာမတွေ့ရဘူးတကယ်လက်တွေ့ဒီ reality check လို့မျိုးပေါ့နော်အဲ့တော့ဒီ debate လုပ်တဲ့အခါမှာဒီ theory တွေအကုန်လုံးကပြောနေကြတဲ့ဟာ facts တွေ figures တွေနဲ့အကုန်လုံး debate လုပ်နေတဲ့အချိန်မှာကိုကဒီ human life တကယ်လက်တွေ့လူတွေ social life မှာကြုံနေရတဲ့ reality check လေးတွေကိုသူတို့ရဲ့ table ကို bring out လုပ်လာနိုင်တယ်လို့ထင်တယ်အဲ့တော့ debate လုပ်ရတဲ့အခါမှာသူများကိုပို့ပြီးတော့ convincing လုပ်ရတာလေပိုလွယ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီ debate stand ပတ်ဒီ yet ကနေပဲနောက်ဟိုမြစ်ဖျားခံလာတဲ့အခုလက်ရှိလုပ်ဖြစ်နေတဲ့အရာတွေပေါ့ဆိုတော့အခုနောက်ပိုင်းဒီလုပ်ဖြစ်တဲ့ဒီ sustainability နဲ့ပတ်သက်တာတွေရောဒီ debate နဲ့ပတ်သက်တာတွေရောနောက်အကုန်လုံးပြန်ချုပ်ရမယ်ဆိုတော့ဒီ social ရောနောက်ပြီးတော့ economical ရောနောက် environmental ဒီ၃ခုလုံးပေါ့နော်ခုခဏ၃ခုလုံးနဲ့ပတ်သက်တဲ့ဟာတွေ project တွေတော်တော်များလုပ်ဖြစ်တဲ့အခု initiative တွေမှာလုပ်ဖြစ်တာတွေအကုန်လုံးဒီ yet ကနေပြီးတော့ပဲလာခဲ့တယ်လို့ပြောရမှာပေါ့နော်ဆိုတော့အဲ့ဒါကတော့ခုလက်ရှိလုပ်ဖြစ်နေရတဲ့ဒီ yet ရဲ့ impact ပေါ့ဆိုတော့အဲ့လောက်ဆိုရင်မောက်ရဲ့မေကွန်ဖြေပေးနိုင်လိုက်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့အမတို့ဒီခွန်ပို့ပြန်သွားလိုက်မယ်ပေါ့နော်ဆိုတော့ခွန်ပို့ဆိုလဲဒီအခုကတော့ဒါလောလောလတ်ပြီးထားတာပေါ့နော်ဒါပေမဲ့ဘာတွေဆက်လုပ်ဖို့ရှိလဲပြီးတော့ရားကို feedback ပြန်ပေးရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုခွန်ပို့ဆိုလို့ရှိရင်သူက group ထဲမှာ complaint တက်ရတာသူအဲ့လိုသူနည်းနည်းဟို point out လုပ်ပြီးတော့ပြောတာလေးအရင်တော်တယ် group chat ထဲမှာဆိုလို့ရှိရင်ပေါ့နော်သူစူတာကိုအားလုံးကခံရတယ်အခုခရီးသွားပြီးပြန်လာနှင်းသက်ဝေကိုလည်းပြောတယ်ခွန်ပိုအရန်စူတယ်မဝေစူတာထက်သူပိုစူတယ်ဆိုတော့ရားဟိုပေါ့နော်ပြန်စူရမယ်နည်းနည်းဟိုကောင်းတာလေးတွေ point out လုပ်ရမယ်ရှိခဲ့ရင်ပေါ့ကွယ်ဆိုတော့ဘာလေးတွေရှိမလဲဆိုတော့ကိုခွန်ပို it's time for you to roast yeah ကျွန်တော်ကတော့အခု
ကျွန်တော်ရပြီးသွားတယ်ဒီပြီးမချသေးဘူးဆိုတော့မချသေးဘူးဆိုတော့ကျွန်တော်အနေနဲ့လုပ်ဆရာတော့ရှိရမျိုးတခြား organization တွေမှာလည်းသူတို့ဖွဲ့စည်း program တွေမှာပါဝင်လာရှိရဒီတနာထားလို့ဖို့လို့ရှိရပါတော့ဒါကအကုန်လုံးပါအောင်ဆိုရာကနေစတင်တာပဲဘာလို့ဆိုရာကနေဒီကိုယ်နဲ့တူတဲ့လူတွေနဲ့တွေ့ခဲ့ရတာကိုယ်နဲ့တူတဲ့ community တခုရှိခဲ့တော့ဒီကနေတစ်ဆင့်ကျွန်တော်တို့ဖြည်းဖြည်း6လမ်းရရှိရပုံပြရင်ကျွန်တော် master လာပါတော့ master လာဆိုရင်ကျွန်တော်ဒီနောက်ပိုင်းဒီသူတို့မျိုး biodiversity နဲ့ပတ်သက်တဲ့ project ပိုင်းမှာလာပြီးတော့ခံနိုင်နိုင်ရှိရပါတော့ဆိုတော့ဒီလိုမျိုးစားလေးဆက်လုပ်ဖို့ရှိရပြီးကျွန်တော်environmental နဲ့ပတ်သက်တဲ့ဥစားတော့လုပ်ဖို့ရှိရဘာလို့ဆိုတော့ကျွန်တော်ဒီ environmental နဲ့ပတ်သက်တာဆိုရင်ကျွန်တော်ကလုံးဝမျိုးဒီမှာပါတဲ့လူတွေမျိုးပါပြောရင်ဒီ policy ပိုင်း diplomacy ပိုင်းတော့ဟုတ်ပြီမဲ့ science ပိုင်းတော့တော့ရှိရပါတော့ဘာလို့ဆိုတော့ကျွန်တော်အဲ့ diplomacy policy ပိုင်းနဲ့မလုပ်ရှင်ပါဘူးဆိုတော့လူနဲ့ဆက်ဆက်ရတာဒါတစ်ထိပ်လို့ပါဒီကတော့ science ပိုင်းမှာတော့ဖို့ရရှိပါတယ်ဆိုတော့ science ပိုင်းတော့ဖို့ရှိရပြီးကျွန်တော်ဒီရဲ့ဥစားတွေတော်တော်များလုပ်ဖြစ်ပါတော့ရအောင်တဲ့ပေါ်ကြတယ်တော်တော်များဒီ SDG ကိုခဏရှိရလူတွေပြောသလိုပဲအရင်ချိုးတောက်ပြီးတော့ဒီထည့်ထားတဲ့ပုံစံခွက်တစ်ခုလိုပဲအကုန်ကောင်းတယ်အရန်ကောင်းတယ်ပြောရင်ဒါမဲ့ကျွန်တော်တချို့တော့ဥစားမှာဆိုရင်နည်းနည်းပြောရရင်ပြောရင် in person လူတွေကမျိုးတစ်ခုကိုသူတို့ in person activity လုပ်နေရှင်ဆိုရင် online လူတွေကိုလည်းပြောရင် online activity တစ်ခုလေးတော့ seasonalization နဲ့ seasonalization အောင်ဆိုကျွန်တော်မှပြောရရင် in person ကလူတွေကဟိုမှာသူတို့ကဒီရဲ့ hinge ဒီရဲ့ဟို sustainable hinge နေတခုဟိုပြရဲဆိုရင်ကျွန်တော် in person လူin person လူတွေတိုင်းလုပ်တယ်ဆိုရင် online လူတွေနဲ့သူတို့လည်းပြောရင် video recording နေနဲ့ဟိုမှာပြောရင်သူတို့ရဲ့ဒီ sustainable hinge တွေကိုတင်နေဟဲ့အောင်သူတို့ activity လေးလုပ်မှဆိုရင်ပြောရင် online လူတွေလည်းပြောရင်ကိုယ်တိုင်ပါဝင်ရသူတို့မျိုးခန်းစားရပါတော့မျိုး online လူတွေကပြောရင်ကျွန်တော် online တက်ခဲ့ရတူဆိုတော့ဘယ်တော့ဖြစ်ပါဆိုတော့ဒီ lecture နဲ့ဟိုပြောရင် project နဲ့ creativity နဲ့တရားပဲတော်တော်များရှိခဲ့ပြ in person နေတော့တော်တော်လေးမျိုးအခွင့်အရေးနဲ့အခွင့်အရေးမရတာပေါ့အဲ့လိုရှိခဲ့ဒါပေမဲ့အမျိုး activity တွေထည့်ပြီးလုပ်ပြီးမှဆိုရင်ဟိုပြောရင်သူဟိုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကပြောရင်ဒီright track တိုင်းမျိုးကိုလုပ်ခိုင်းတာဟုတ်ပေမဲ့တချို့ track တွေဆိုရင်ဒီ online activity လုပ်ပြီးရရှိရဟိုပြ biodiversity နဲ့ပတ်သက်တာဆိုရင်ကျွန်တော် biodiversity ကြိုက်လို့ဒါနဲ့ပဲ bio လို့ရမယ်ဆိုရင်ဟိုပြ in person လူတွေကို biodiversity နဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်ဒီရဲ့ဟိုမျိုးမွေးမြူရေးရှမ်းတစ်ခုခုခေါ်ရတယ်မပြရင်ဒီမှာမွေးမြူရှမ်းမှာဆိုရင်ဒီရန်ကုန်နားမှာဆိုရင်မွေးမြူရှမ်းတွေအများကြီးရှိရဲကျွန်တော်တရားတလောက်ဆိုလည်းတချို့မွေးဖားလေးဒီရဲ့ရွှေလိပ်ပေါ့နော်ဒီလိပ်ဆိုရင်လည်းသူမွေးမြူရှမ်းနဲ့မွေးထားရှိရဲအဲ့လိုမျိုးတွေဆိုရင်ကျွန်တော်မျိုး KB ဆင်ဆံမတွေကခေါ်ပါပေးရဆိုရင်ကျွန်တော်ဒီနေရာနဲ့ပတ်သက်တဲ့ဥစ္စာပေါ့ online လူတွေကိုလည်းဘယ်နီးနားမှာရှိရဲကိုယ်နားမှာရှိရဲ biodiversity တွေကကိုယ်နားမှာရှိရဲတိရစ္ဆာန်တွေကို data ကောက်ပြီးတော့ဒါကိုလောက်ခိုင်းပြီး report ပြန်တင်ခိုင်းတာမျိုးပုံစံမျိုးဆိုနေပြောရင်ဒီမျိုးဆိုတဲ့အဆင်ပြေတယ်လို့ထင်တယ်ပြီးကြတော့တခုအချမ်းပေးရှင်တာကတော့ဒါပြောရင်ကျွန်တော်ဒီမျိုးဒီတဘာဝပဲဝင်ချင်တဲ့ပတ်သက်တဲ့ online series လို့ခုနောက်တစ်ခု join ရတဲ့အချိန်မှာသူတို့စီကနေပါတင်များအောင်ဆိုတော့ spiritual point ပေါ့နော်ဆိုတော့ဒီရမှာလည်း join spiritual point နဲ့ပတ်သက်ပြီးတင်ပေးမယ်ဆိုရင်တော်တော်အဆင်ပြေလို့ထင်တယ်ဘာလို့ဆိုတော့ environmental လောက်တဲ့လူတို့များက spiritual တဲ့လိုက်စားချတယ်များကျွန်တော်ပြောဒီဥစ္စာနှစ်ခုရှိဆက်ပြီးမှဆိုရင်ဒီပို့ပြီးတော့မျိုးကောင်းတဲ့ cost တွေရှိတာပဲလို့ထင်တယ်ဒါဆိုတော့လူဆိုတာကဒီတဘာဝနဲ့ရှင်တွဲနေထိုင်ရတယ်လို့ပြောရမှာဆိုတော့ဒီတဘာဝနဲ့ရှင်တွဲနေထိုင်နေဆိုတဲ့လူတွေကတော်တော်များက spirituality အရာတော်တော်လေးလေ့ကျင့်ကြရရှိတယ် spirituality အရာသူတဘာဝရဲ့မျိုးတာသမီတွေတို့ရဲ့တဘာဝရဲ့အမျိုးတွေးသားတွေအမျိုးလို့ထင်တယ်ကိုဒီတဘာဝရဲ့ဒီတစိတ်တစ်ပိုင်းလို့ထင်တယ်အမျိုးပုံစံမျိုးလေးနဲ့ spiritual practice section လေးပေါ့ amusing နဲ့ပို့ပြီးစပြေလို့ထင်တယ်အဲ့ဆိုရင်ကျွန်တော်ညာကပို့ပြီးပြောရရင်ဟိုဘတ်ပေါင်းဆုံးဖြစ်သွားပါတော့ spirituality တဲ့ပါပါတယ်ဖြစ်လာ spiritual ပြောပြီးပဲကျွန်တော်ဘာသာရေးပြောနေဟုတ်ပါဘူးเนาะဒီရဲ့စိတ်ရဲ့မျိုးဒီရအမျိုးပေါ့နော်ကျွန်တော်များ join ခဲ့ရအောင်မျိုး organization ဆိုလည်းတို့ကပါဆိုတော့ဒီရဲ့ spiritual လည်းဦးစီးအဲ့ဒီကြိုင်အနေချင်းတော့ထိထားပြီးရှိရအောင်မှာကျွန်တော်တို့ဒီရဲ့ဥစ္စာနဲ့တမဝါနဲ့ကိုနဲ့ကမျိုးတက်တဲ့တာလေးဖြစ်သွားတယ်လို့ခန်းစားရဆိုရယ်ခန်းစားချက်တွေရစေရပါတော့ဆိုတော့ဒါကကျွန်တော်ရာမှာမျိုးဖွင့်လို့ရမယ်ဆိုတော့ဒီအပိုင်းလေးကိုဖွင့်လို့ရပါရှင်းလား ပြန်ပါတယ်ရှင်ဆိုတော့အမတို့ဒီ online ရော in person ရောပေါ့နော်mix ပြီးတော့တက်ခဲ့တဲ့ဒီဘက်ကိုသွားလိုက်မယ်ပေါ့နော်ခုနက online နဲ့ in person အကြောင်းပြောမယ်ဆိုရင်ကြတော့နှစ်ခုစလုံး join ခဲ့တာဆိုပါတော့ပထမတစ်ချက် in person လာတဲ့ခါကျရင်မာနီလိုအစုံချားမှနေတဲ့သူဆိုရင်အချိန်ပေးရတယ်ပေါ့နော်အချိန်ပေးရတယ်ဆိုပြီးတော့ဒါပေမဲ့
အချိန်ပေးရတယ်ဒါပေမဲ့နေရအဆုံးရောက်ဖူးတယ်ဒါကြောင့်မို့လို့လည်းအပြင်ကိုပထမဆုံးစပြီးထွက်တာလေဒီ program ကြောင့်ပေါ့နော်မဟုတ်ရင်ရန်ကုန်မြို့ကိုတခါမှဒီနေရာရှိလားဆိုပြီးတော့မသိတဲ့အချိန်တွေပေါ့ဆိုတော့အဲ့ program ကြောင့်ပဲရန်ကုန်မြို့ရဲ့ဟိုနေရာဒီနေရာလောက်တော့ဟိုနေရာဒီနေရာလိုက်ပဲတက်တယ်ဒီဟာလေးလှပါလားဆိုပြီးဟာလေးတွေရှိလာတယ်ပြီးခါကြရင်ဒါပေမဲ့အချိန်ကတော့ပေးရတာပေါ့နော်အချိန်ကုန်တယ်အချိန်ကုန်တယ်ဆိုမဲ့ဟိုလိုအချိန်ကုန်တာမဟုတ်ဆိုတော့အချိန်ပေးရတယ်ပေါ့နော်သွားတဲ့အချိန်တော့ပြန်တဲ့အချိန်တော့ပေးရတယ်ဆိုတော့ပြန်လာတဲ့ခါကျရင်နည်းနည်းနောက်ကျတဲ့အချိန်တွေရှိရဆိုတော့ဒါကတော့in person တက်ရတဲ့အချိန်ကြီးပေါ့နော် online တက်ရတဲ့အချိန်ကြီးကြတော့ခုနကခွန်ပိုပြောခဲ့တယ်လို့မျိုးပဲactivity တွေကြရင်တော့ကိုယ်တိုင်ဝင် join နိုင်ဘူးเนาะဒါပေမဲ့lecture တွေပါပေးတဲ့အခါကြရင်ကြတော့အဆင်ပြေတယ်ဆရာတက်နေပါလေကြီးကြီးလေးလင်းကြရတဲ့အဆင်ပြေတယ်ဒါပေမဲ့ activity တွေကြရင်တော့ပါချင်တာပေါ့เนาะတင်မလား online ရဆိုမဲ့ဒီဟာလေးတက်တာကလည်းကိုကဒါလေးပါချင်ဒါပေမဲ့မပါရတဲ့အချိန်မှာဆို okay မပါရဘူးဆိုပြီးတော့like ကြည့်တယ်ပေါ့เนาะ like ကြည့်တဲ့အချိန်တွေပါရရှိတယ်ဆိုတော့ဒါကတော့ဒီလိုမျိုးနောက်တစ်ခုကမာနီကin person မ join ပေမဲ့ project လုပ်တဲ့အခါကျရင်လုံးဝ in person သွားပြစ်တယ်ဆိုတော့အဲ့ကexperience လည်းတော်တော်ရခဲ့တယ်အခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့project နဲ့ပတ်သက်တဲ့ကိစ္စဆိုရင် on ground လာမလား in person လာမလားon ground လာမလား online လာမလားအခုကျမအကောင်လုံးရတယ်ဆိုတဲ့အခြေအနေမျိုးတစ်ခုမှရှိသွားတယ်အခုဆိုရင်non profit organization တစ်ခုမှလည်း project member အနေနဲ့ဝင်လုပ်ပေးနေတယ်ဆိုတော့တော်တော်လေးလည်းeffective ဖြစ်တယ်ဒီဟာနေပတ်သက်ပြီးတော့ယူရတဲ့အတွက်အဲ့တော့မှ9ယောက်နဲ့လုပ်ခဲ့တာပေါ့နော် project တွေ run တာဆိုတော့ online ရော in person ရောဆိုတော့9ယောက်နဲ့ join ခဲ့တာဆိုတော့အလုပ်ကတော်တော်များတယ်ဒါပေမဲ့အဲ့ကရလက်တွေအနေနဲ့နောက်ပိုင်းအခုအလုပ်တွေလုပ်တဲ့အခါမှာတော်တော်လေး multitasking ကောင်းလာတယ်တော်တော်လေးလုံနိုင်လာတဲ့အနေအထားကိုတွေ့လာတယ်ပေါ့နော်ဆိုတော့ဒီကမှတက်ဆင့်လဲနောက်ထပ်အခုဆိုရင် local မကပဲနဲ့ international ဘက်ကိုလည်းသွားဖို့အတွက် plan နေရပေါ့နော်ဆိုတော့နောက်ပိုင်း career အနေနဲ့ဆိုရင်လည်းဒီ project အပိုင်းကိုရွေးပြမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒါကတော့မာနီရာကနေဘာတွေရလဲin person ရောနောက်ထပ်အကယ်၍year 4ရှိခဲ့မယ်ဆိုရင်လည်းပေါ့ဒါက in person ဆိုရင်ဘယ်လိုonline ဆိုရင်တော့ဘယ်လိုဆိုတဲ့ပုံစံမျိုးကိုပြပြပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ဒီ podcast ရဲ့ပေါ့နော်အဆုံးသက်လေးကိုရောက်လာပြီလို့ထင်တယ်ဘာလို့လဲဆိုတော့တယောက်နဲ့ပြောသွားတာအချိန်လေးတွေလည်းသူဟာသူရှိလာပြီပေါ့နော်ဆိုတော့အားလုံးအကြိုက်နားမထောင်စေချင်တဲ့အတွက်နောက် podcast တွေကို stay tuned ဖို့လည်းဒီကနေထပ်ပြီးတော့ဆော်ချင်ပါတယ်နောက်ဆုံး round up question လေးသွားကြတယ်ပေါ့နော်ဆိုတော့နောက်ဆုံး round up question လေးကတော့ဘယ်လိုဖြစ်မလဲဆိုတော့အခုဆိုအမတို့ရား fall လာတော့မယ်ရားကတော့ဒီ2020အထိကိုvolume တွေအများကြီးမလုပ်ဘူးလို့တော့တွေးထားတယ်ဘာလို့လဲဆိုတော့ organizer အနေနဲ့လည်းအချိန်အရန်ပေးရတယ်ပြီးတော့ volume အရန်များအောင်ရင်ဒီလက်ရှိနေတဲ့လူတွေကိုတော့ကို opportunity ပေးလို့မဝသေးတဲ့အချိန်မှာလူထပ်ပြီးခေါ်လာတဲ့အချိန်ကြလို့ရှိရင်ကြတော့ကိုမနိုင်တဲ့ဟာကိုလုံးမိတယ်လို့ဖြစ်မှာဆိုလို့ပေါ့နော်ဆိုတော့ကို gathering တွေလုပ်တဲ့ခါကျရင်မှာ space ကြီးလိုတာပေါ့နော်အဲ့လိုမျိုးဆိုတော့ gathering တွေခဏလုပ်ချင်တယ်ပြီးတော့ကိုယ့်ရဲ့ group လေးလည်းလူများရင်ကြတော့အရန်များမှာဆိုလို့ပေါ့နော်နည်းနည်းexclusive ဟာလေးဖြစ်စေချင်တာပေါ့နော်တော့ program အဓိကတော့အများကြီးမလုပ်ချင်ဘူး volume တွေကိုဒါပေမဲ့ဒီ volume 4တော့လာမယ်ပေါ့နော်ဆိုတော့ volume 4တက်ချင်တဲ့သူတွေကိုဆိုဘာလေးပြောချင်လဲပြောချင်တာကတော့ဘလို့ပဲပေါ့နော်နေမှာပဲဖြစ်နေပါစေဒီလိုမျိုးရန်ကုန်က activity မ join ရရင်တော့မှရာကအဲ့လိုတရားရေးရှိနေအောင်လုပ်ပြီးနိုင်တယ်ပေါ့နော်ရန်ကုန်ကလူတွေရတယ်လို့နေရလူတွေလည်းရမယ်ပေါ့နော်အတွေ့အကြုံတွေရောဘဟုလူတာတွေရောပေါ့အတွေ့အကြုံတွေရအောင်ယူပါဟုတ်ကဲ့ကျေးဇူးပါခဏတော့ခွန်ပိုးစီသွားလိုက်မယ်ခွန်ပိုးစကားလေးတစ်ခုနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘာလေးပြောမလဲတော့ဘာနော်ကျွန်တော်ပြောချင်တာကတော့ဒီရာကို join မယ်ဆိုရင် online ပဲဖြစ်ဖြစ် in person ပဲ join မယ်ဖြစ်ဖြစ်join လိုက်ပါဘာမှပြန်ရင်သုံးဆိုင်မှုမရှိပါနဲ့ဒါပေမဲ့တစ်ခုရှိအောင်ပေါ့နော်ကို join မယ်ဆိုရင်တော့ခုနကအားလေးမောက်ပြောသလိုပဲမိမောင်ပြောခဲ့ရာအချိန်စာပေါ့နော်အားလေးတော့သတိထားပြပါဒါပေမဲ့ရာအချိန်စာဖြစ်သွားတဲ့လူတော့ရှိရဆိုတော့အားလေးဒါကတော့ဆက်ပြီးတော့ရှိမယ်တော့မထင်ပါဘူးဒါပေမဲ့ရာအချိန်စာတကယ်ရှိပါတယ်ကျွန်တော်ရာ join ခဲ့တဲ့အခုဒီဘာမှမလုပ်ဘူးခေါင်းဖြစ်နေရပါဒါပေမဲ့တဘာဝမရှိရင်တော့လာပါတဘာဝရှိပြီးစားထားရှင်တော့မလာပါနဲ့
ဟုတ်ပါပြီခိုင်တော့ရောဘာလေးများပြောချင်တာရှိပါသေးလဲ ပြောချင်တာဆိုခုနရရဲ့ချိန်စာပေါ့နော်ဖြတ်သွားပြီမဲ့အခုထိမိနေရလို့ရှိပါသေးရဲ့လို့ ဟုတ်ပါပြီအဲ့ချိန်စာကိစ္စတော့ကျွန်မမသိဘူးပေါ့နော်ကျွန်မတော့ချိန်စာမိနေပေမဲ့လည်းသူငါသူပဲ မရနိုင်တဲ့သူပေါ့ဆိုတော့ကဲမာနီစီမာနီကအတကုံနေအော်ကြီးနေဆိုတော့မာနီစီကိုသွားလိုက်မယ်ပေါ့နော်မာနီရောဘာလေးများပြောချင်ပါလဲ Okay ဆိုတော့နောက်သားရဲ့အတွက်တေးသေးချာချာလေးနားထောင်မဲ့ကိစ္စပေါ့နော်။ဘာလဲဆိုတော့ Okay ဒီ program တက်ပြီးသွားရဲ့အခါမှာရောတက်နေရဲ့အချိန်မှာရော plastic ကိုလုံးဝ short သုံးခြင်းစိတ်ပေါက်လာပါလိမ့်မယ်။ကိုကတော့ short သုံးကောင်း short သုံးနိုင်ပေမဲ့ကိုယ့်ရဲ့ဘေးနားလူတွေကို ဘေးနားလူတွေကတော့လက်ခံမှာမဟုတ်ဘူးဆိုတော့အထီရောက်ဆုံးနီလန်းကတော့သူတို့ကို anxiety တွေပေးလိုက်ပါဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့မော်ဟင်းကားကိုကျွတ်နဲ့တဲလာမယ်ဆိုရင်အဲ့မော်ဟင်းကားကနေအရေကနေ plastic တွေနဲ့ထိတွေ့ပြီးတော့အမှကင်ဆာဖြစ်ပါလိမ့်မယ်ဆိုတော့အဓိကကိုကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင် plastic တွေကိုလျှော့ပါပူတဲ့ဟာတွေကို plastic နဲ့မထိပါနဲ့အဲ့လိုမျိုး anxiety ထည့်ပေးခြင်းအဖြစ်တရားကိုရောကိုယ့်ရဲ့လူတွေရောကိုယ့်ရဲ့အိမ်သူအိမ်သားတွေရောစီယုံပြီးသားဖြစ်ပါတယ်ဆိုတော့ဒါကတော့အထီရောက်ဆုံးနေတယ်မှာကိုယ်တိုင်လည်းကျင့်သုံးထားတာမလို့ပါ ဟုတ်ကဲ့ပါသူ့ရဲ့စကားတစ်ခွန်းကတအိမ်အိတ်နေတဲ့အိမ်ကအမေတွေတောင်မှလန်နိုးလာမယ်ပုံစံလေးပေါ့နော်နောင်လာနောင်သားတွေကိုမှားနေတာအမကြီးကဟုတ်ပါပြီအငယ်ဆုံးလေးထာဝရအငယ်ဆုံးလေးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်သူပြောမဲ့စကားကတော့ကျမထိုင်ငယ်တက်ပါနဲ့ကလွယ်ရင်ကျန်တာအကုန်ပြောလို့ရပါတယ်ရှင် အဲ့ပြောလို့ပေါ့နော်တကယ်လဲအဲ့2027အထိပေါ့နော်တကယ်လို့ရမယ်ဆိုရင်တော့ age ကိုရက်ထားခြင်းတယ်ဘာလို့လဲဆိုတော့ ရက်မှာ forever youngest ဖြစ်ချင်လို့ပေါ့နော်ဆိုတော့ဒါပဲဖြစ်ပေါ့နော်တကယ်တော့ yet ကိုလာမယ်ဆိုရင်ဒီက commitment ရှိဖို့ရ passion ရှိဖို့ရဆိုရင်အဆင်ပြေပေါ့နော်ကိုကဘာမှမသိဘူးဆိုရင်လုံးဝ0လည်းဖြစ်လို့ရတယ်ကိုကသိနေပြီးသားဆိုရင်1လည်းဖြစ်လို့ရတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကွာရက်လည်းရောက်တော့အကုန်လုံးက everyone is treated the same and given the same opportunity so you don't have to worry about anything အဲ့တော့ရက်ရဲ့ဒီက core concept လို့လည်းပြောရမလားဒီ essence လို့ပြောရမှာမသိအဲ့ဒါတကယ်သဘောကျကြကောင်းတယ်အဲ့တော့ကိုကhesitate ဖြစ်မနေပါနဲ့ကိုယ့်ရဲ့ comfort zone ထဲကနေပြီးတော့ထွက်လိုက်ပါပြီးတော့သိရမလား yet ကို join ပြီးတော့လုံးဝကိုယ့်ရဲ့ career ပဲဖြစ်ဖြစ် personal ပဲဖြစ်ဖြစ်အဲ့လို growth တွေလုပ်ချလိုက်ပါဆိုတော့လင်းနိုင်ညုံလို့ခံစားလိုက်ရတယ် ဟုတ်ကဲ့ပါအားလုံးရဲ့ပြေဆုံးတဲ့စကားသံဒီနဲ့အမတို့ရဲ့ဒီသဘာဝရဲ့ lost speaker ဆိုတဲ့podcast ဒီ pilot podcast တွေကိုပါတယ်ဆိုတော့ပါဝင်ပေးရဲ့လူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ပိုင်း podcast တွေလည်းအများကြီးရှိလာမှာမို့လို့အခု listen တဲ့လူတွေလည်းအမတို့ကိုstay tuned ဖို့အတွက် request လိုက်ရပါတယ်ရှင်ဒီနေ့တော့ဒီလောက်ပါပဲနောက် podcast series မှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်